အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ PowerPoint ဒီမှာအသုံးပြုလို့ရမယ့် template လေးတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ company တွေနောက်ပြီးတော့ဒီကျောင်း presentation တွေမှာကိုယ့်ရဲ့ team member တွေကိုမိတ်ဆက်တဲ့နေရာမှာအသုံးပြုလို့ရမယ့် template လေးပါပထမအဆုံးအနေနဲ့ကျွန်တော်တို့ team member တွေရဲ့ပုံလေးတွေထည့်ထားမယ်ပေါ့နော်ပြီးရင် insert ကနေပြီးတော့ shape ကနေ circle လေးတွေကို team member တစ်ယောက်ချင်းစီရဲ့ background ပေါ့နော်ပို့ပြီးတော့ team member တွေရဲ့ပုံလေးတွေကိုပို့ပြီးတော့highlight ဖြစ်အောင်လို့ circle လေးထည့်ပေးပါမယ်။အဲ့ဒီ circle လေးတွေရဲ့အရာကိုလည်းကိုယ့်ရဲ့ company color ပေါ့နော် company ရဲ့သင်းနေလိုက်တဲ့ color တွေအကြောင်းရဲ့သင်းနေလိုက်တဲ့ color လေးတွေကိုစိတ်ကြိုက်ချိန်လို့ရပါတယ်။ပြီးရင်တော့အဲ့ဒီ circle လေးတွေကိုပုံရဲ့နောက်ကိုရွှေ့ဖို့အတွက် arrange ကနေပြီးတော့ sync back လုပ်မယ်ပေါ့နော်ဒါမှပို့ပြီးတော့ highlight လေးဖြစ်သွားအောင်လို့ပါ။team member တစ်ခုချင်းစီရဲ့နောက်မှာအဲ့ဒီ circle လေးတွေကိုလိုက်ထည့်ပေးရပါမယ်။ဒါဆိုရင်တော့ team member အကုန်လုံးစုံသွားပြီဆိုရင်တော့ team member ရဲ့ပုံလေးရဲ့နောက်က circle ပုံလေးရဲ့ကို select လုပ်ပြီးလို့ရှိရင် arrange တဲ့ကနေ group ပေါ့နော် grouping လေးလုပ်ရပါမယ်ပုံကိုနှစ်ပုံကနေပြီးတော့တစ်ပုံနဲ့ဖြစ်သွားအောင်လို့ပါ team member တွေအကုန်လုံးရဲ့ပုံလေးတွေအကုန်လုံးကိုလိုက်ပြီးတော့အဲ့လိုလေး grouping လေးလုပ်ပေးရပါမယ်ပြီးရင်တော့အဲ့ဒီ slide ကိုပဲ duplicate လုပ်ရပါမယ်slide ကိုနှစ်ခုဖြစ်သွားအောင်လို့ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီဒုတိယမြောက် slide ပေါ့နော်အဲ့ဒီ second slide မှာပါနေတဲ့ဒီ text တွေပေါ့နော်ဒီ text box တွေအကုန်လုံးကိုဖြတ်ရပါမယ်ပြီးရင်တော့ team member တယောက်ရဲ့ပုံပေါ့နော်အဲ့တော့ပထမဆုံး team member ရဲ့ပုံလေးကိုညာဘက်ထောင်ဆုံးမှာသို့မဟုတ်ကိုနှစ်သက်ရာ position ပေါ့နော်အဲ့ဒီနေရာမှာပဲပုံလေးကိုချဲ့ပေးရပါမယ် text box တွေအကုန်လုံးကိုတော့ဖြတ်ပေးရမှာပါပြီးရင်တော့ကျန်တဲ့ team member ပေါ့နော်အဲ့တော့ပထမဆုံးတင်ပြမယ် team member လွယ်ပြီးတော့ကျန်တဲ့ team member ရဲ့ပုံလေးတွေကို site လေးကိုသေးပြီးတော့အပေါ်ဆုံးလေးမှာကပ်ပေးထားရပါမယ်ပြီးရင်ကျွန်တော်တို့ team member ရဲ့ information ပေါ့နော်ဒီ team member ရဲ့နာမည်တွေနောက်ဒီ team member ရဲ့သူ့ရဲ့အကြောင်းတွေပေါ့နော်အဲ့ဒီစာလေးတွေကိုထည့်ပေးရပါမယ်အဲ့တော့နောက်ထပ် slide တစ်ခုပေါ့နော်အဲ့တော့နောက်ထပ် slide တစ်ခုမှာတော့နောက်ထပ် team member တစ်ခုကိုမိတ်ဆက်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ပထမဆုံး team member ရဲ့ပုံကိုslide ရဲ့အပြင်ကိုပေါ့နော်ရွှေ့လိုက်အောင်ပါပဲပြီးရင်အဲ့ဒီဒုတိယမြောက် team member ရဲ့ပုံလေးကိုပထမဆုံး team member တုန်းကလိုပဲပုံလေးကိုချိန်လိုက်ပါမယ်ပြီးရင်အဲ့ဒီ team member ရဲ့ information ပေါ့နော်သူရဲ့ information ကိုထည့်ပါမယ်အဲ့လိုပဲ team member တွေအကုန်လုံးကိုတပုံစံနဲ့ပဲလုပ်သွားလို့ရပါတယ်အဲ့တော့ team member 3ယောက်ဖြစ်စေ4ယောက်ဖြစ်စေကြိုက်သလိုအဆင်ပြေသလိုသုံးလို့ရပါတယ်အဲ့တော့နောက်ဆုံး team member မှာလည်းအဲ့လိုပဲပုံလေးကိုအကျယ်လေးချဲ့မယ်ချဲ့ပြီးလို့ရှိရင် team member ရဲ့ information ပေါ့နော်information ကို text box နဲ့ထည့်မယ်ပေါ့နော်အဲ့တော့ team member ရှိသမျှလူအရေးအတွက်အကုန်လုံးပြီးသွားပြီဆိုရင်တော့ဒီ slide လေးကပြီးသွားပြီပေါ့နော်ပြင်ဆင်တာကအဲ့ဒီမှာ slide ရဲ့ transition ပေါ့နော် transition ကိုတော့ကျွန်တော်တို့တွေကဒီဒုတိယမြောက်လေးပေါ့နော် morph ဆိုတဲ့ဟာလေးပေါ့အဲ့ဒါလေးကိုအသုံးပြုပါမယ်အဲ့တော့ slide တွေအကုန်လုံးကိုသုံးမှာဖြစ်တဲ့အကြောင်း apply to all လေးနဲ့နှိပ်လိုက်ရင်တော့ကျွန်တော်တို့လိုချင်တဲ့ team member introduction PowerPoint template လေးရရှိပါပြီကဲ template လေးကိုစမ်းပြီးတော့သုံးကြည့်ကြပါနော်အဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်ရှင်